အားလုံးပဲမင်္ဂလာပါခင်ဗျာကိုနိုင်ကြီးရဲ့ပြောချင်ရပြောမယ့်အစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြတင်ဆက်ပေးသွားမှာတော့ကိုနိုင်ကြီးရဲ့မိတ်ဆွေတယောက်ကြုံခဲ့ရတဲ့ဖြစ်ရမှန်တရားဇာတ်လမ်းလေးပဲဖြစ်ပါတယ်ထုံးတဲ့အတိုင်းပဲကိုနိုင်ကြီးကိုယ်တိုင်ပါဝင်စီးမျောပြီးကိုနိုင်ကြီးရဲ့မူအတိုင်းပဲပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီမှာကိုနိုင်ကြီးကားဝယ်ဖို့မန္တလေးကနေရန်ကုန်ကိုတယောက်တည်းထွက်လာခဲ့တယ်ရန်ကုန်ရောက်တော့တငယ်ချင်းတွေရှာပေးထားတဲ့ကားတွေလိုက်ကြည့်တော့တစ်စီးမှအဆင်မပြေဘူးကြိုက်တဲ့ကားကြောင့်လည်းဈေးကမလိုက်နိုင်ဈေးကြိုက်တော့လေကားကမကြိုက်နဲ့ဒီလိုနဲ့ရှာနေရင်းနဲ့တငယ်ချင်းကသူ့မိတ်ဆွေတယောက်စီဖုန်းဆက်တယ်ပြီးတော့ကိုနိုင်ကြီးကိုတားရင်ပန်းစရိုးမှာကားတစ်စီးရှိတယ်မင်းနိုင်တဲ့ဈေးပဲကားကလည်းမစိုးလို့ပြောတယ်ကားကြည့်ကြမလားအဲ့လိုပြောတော့ကိုနိုင်ကြီးလည်းခေါင်းကြီးပြပြီးတော့နှစ်ယောက်သားတက္ကစီနဲ့ပန်းစရိုးပဲထွက်လာကြတယ်ဒီလိုနဲ့ပန်းစရိုးပဲရောက်တော့ကားပြမဲ့သူနဲ့တွေ့ပြီးတော့ကားကိုကြည့်ကြတယ်ကားလေးက crown အလဲအောင်လေးကားကိုဆန်းကြည့်တော့ကားလေးကလည်းမစိုးပြီးတော့ကိုနိုင်ကြီးနိုင်တဲ့ဇီတန်လေးဆိုတော့နည်းနည်းပါးပါးစစ်ပြီးတာနဲ့ဝယ်ခဲ့လိုက်တယ်ဝယ်ပြီးတာနဲ့တငယ်ချင်းနှစ်ယောက်သားကားဆန်းမောင်းရင်းနဲ့ထမင်းသွားစားကြတာပေါ့ထမင်းစားပြီးတာနဲ့တညထက်ပြီးမအိတ်ချင်တာနဲ့ကိုနိုင်ကြီးမန္တလေးကိုတယောက်တည်းကားမောင်းပြီးတော့ညာရင်းချင်းပဲပြန်လာခဲ့လိုက်တယ်ဒီလိုနဲ့အမြန်လန်းကိုတက်လာတော့39မိုင်မှာကုန်းစင်းဝယ်ပြီးတော့မအိတ်ချင်အောင်ကုန်းဝါပြီးတော့မောင်းလာခဲ့တယ်ပြီးတော့ကားကိုလည်းကီလို100မကျော်လဲသတိထားပြီးမောင်းနေရတယ်မောင်းလာရင်းနဲ့ရှေ့ကလာနေတဲ့ကားတစ်စီးရဲ့မီးအောင်နဲ့နောက်ကြီးမှန်ထဲမှာရိတ်ကနေတွေ့လိုက်ရတယ်အဲ့ဒါကတော့ကားနောက်ခိုင်းမှာလူတစ်ယောက်ထိုင်နေတယ်ဗျကျွန်တော်လည်းရုတ်တရက်ကြောင်သွားတယ်သူ့ဘာတူလဲကိုစင်းဝယ်တဲ့အချိန်မှာကားပေါ်တက်ပြီးလိုက်လာတဲ့သူလားဒါမှမဟုတ်လေကားလူတာတွေခဏခဏကြားနေရောကားလူဖို့ပါလာလားလို့တွေးပြီးတော့လန့်နေမိတယ်နောက်ကိုလည်းလှည့်မကြည့်ရဘူးနောက်ကြည့်မှန်ကနေပဲမတိမတာကြည့်ပြီးတော့မောင်းလာတယ်အဲ့လိုနဲ့မောင်းလာရင်းနဲ့မိုင်းနေရနေပြီးတော့ရောက်တော့ဝမ်းသာအားရနေပဲရင်ရနာစကန်တွေကိုဝင်လာခဲ့တယ်ကားကိုပါကင်ထိုးပြီးတော့နောက်ကလူကိုဖြဲမယ်ဆိုပြီးတော့နောက်ကိုလှည့်ကြည့်လိုက်တော့နောက်မှတယောက်မှမရှိဘူးကိုနိုင်ကြီးနဲ့ကြောင်တောင်ဖြစ်သွားတယ်ညာပိုင်းကားမီးရောင်တွေကြောင့်အမြင်မှားတာဖြစ်မှာပါလို့တွေးပြီးတာနဲ့နီးစကန်တွေကရင်ရနာစကန်တွေကနီးစရာထမင်းဆိုင်နဲ့ဝင်ပြီးတော့အပေါ်ပါသွားပြီးတာနဲ့ညသာစားလိုက်တယ်ညလာစားပြီးတော့ကားကိုပြန်မောင်းလာရင်းနဲ့အစာရှိနေတော့ဘိုက်ကလည်းလေးပြီးတော့လူကတဖြည်းဖြည်းနဲ့အိမ်ငိုင်လာတယ်မျက်လုံးကိုတင်းလန့်ဖွင့်ပြီးမောင်းလာပြီးမဲ့ဘလို့မှထိမ့်မြောက်လူကအိမ်ငိုင်သွားတယ်အဲ့ဒီအချိန်မှာပဲကိုနိုင်ကြီးရဲ့ဇဘိုးကိုတယောက်ကရိုက်လိုက်သလိုဖြောင်းကနေရိုက်တယ်ကြားလိုက်ပြီးကိုနိုင်ကြီးလည်းလက်ဖြတ်ပြီးနိုးလာတယ်ငိုင်းနေနိုးပြီးကြည့်လိုက်တော့ကိုနိုင်ကြီးရဲ့ကားကညာဘက်လမ်းကျော်တွေကနေပြီးတော့ညာဘက်အောက်ထဲကိုကျသွားတော့မလို့ကိုနိုင်ကြီးလည်းကမန်းကနန်းနဲ့ပဲစီရတိုင်းကိုဘယ်ဘက်ကိုမနေဆွဲလှည့်လိုက်ရတယ်လူလည်းတော်တော်လန့်သွားတယ်ခုနကဂုံဖို့ရိုက်ခံရတာတကယ်လားငိုင်းနေနဲ့မတ်တဲ့အိမ်မက်တစ်ခုလားကိုနိုင်ကြီးလည်းဝေခွင့်မရတော့ဘူးဇဘိုးကတော့အခုထိဆက်နေတော့မယ်ဒီလိုနဲ့မောင်းလာရင်လည်းမနက်9 နာရီလောက်မှာတော့မန်လေးအိမ်ကိုပြန်ရောက်လာတယ်အမျိုးသမီးကခြံတကားဖွင့်ပြီးတာနဲ့ကားကိုခြံဝင်းထဲဝင်လာပြီးပေါ်တီကိုကိုရက်လိုက်တယ်ပြီးတာနဲ့အမျိုးသမီးနဲ့ခဏစကားပြောပြီးအိမ်ခန်းထဲဝင်ပြီးတော့ခရင်ပေါ်မှာအညောင်းဆန်ရင်းနဲ့ခဏအိတ်လိုက်တယ်အိယာကနိုးတော့မနက်10 နာရီကျော်နေပြီအဲ့နဲ့ကိုလည်းတန့်စင်ပြီးတော့အမျိုးသမီးပြင်ပေးထားတဲ့မနက်စာထမင်းတော်ကိုစားလိုက်တယ်ပြီးတာနဲ့ကားကိုရေစေးတန်ရှင်းလုပ်ပြီးတာနဲ့တခါလေးရေချိုးလိုက်တယ်အပြီးတော့ဝက်စားလဲပြီးတာနဲ့တငယ်ချင်းတွေနဲ့ချိန်ထားတဲ့မျိုးတွေကယူနီဆန်လက်ဖေးဆိုင်ကိုထွက်လာခဲ့လိုက်တယ်လက်ဖေးဆိုင်ရောက်တော့တငယ်ချင်းတွေနဲ့တွေ့ပြီးတငယ်ချင်းတွေကိုကားပြတယ်တငယ်ချင်းတွေကလည်းကားကိုစမ်းသက်မောင်းနေကြည့်ပြီးတော့ပေးရတဲ့ဈေးနဲ့တန်ကြောင်းပြောပြကြတယ်လက်ဖေးဆိုင်ကနေပြန်လာတော့မျိုးသမီးမှားလိုက်တဲ့အိမ်သုံးပစ္စည်းတချို့ဝင်ဝယ်ပြီးအိမ်ကိုတန်းပြန်ခဲ့လိုက်တယ်အိမ်ရောက်တော့ကျတော့အိမ်သားတက်ချင်တာနဲ့ပဲအမျိုးသမီးကိုကားပေါ်ပစ္စည်းတွေကိုချခိုင်းပြီးတာနဲ့အိမ်သားကိုအပြစ်တက်ခဲ့လိုက်တယ်အိမ်သားတက်ပြီးကိုနိုင်ကြီးထွက်လာတော့အမျိုးသမီးကအဲခဲမှာမျက်စိမျက်နှာပြက်နေထိုင်နေတယ်ပြီးတော့ကိုနိုင်ကြီးကိုခိုးတဲ့ကားပေါ်မှာတဲ့ညကငပိငချောက်တွေတင်လာသေးလားလို့မေးတယ်ဘာလို့လဲမိမကိုနိုင်ကြီးညကဘာမှတင်မလာပါဘူး
အဲ့မှာကိုနိုင်ကြီးမိမကပစ္စည်းတွေကားပေါ်ကနေချနေတော့မှကားထဲကနေပုတ်ဆုံနေလို့ရှုံးမုန်းနေလို့ရလိုက်တယ်တဲ့ကိုနိုင်ကြီးကလည်းရန်ကုန်ကနေပြန်မှဘာမှတင်မလာပါဘူးပြီးတော့မနေ့ကလည်းကားကိုတေးချရေးစီးပြီးတန်ရှင်းလှုပ်ထားတယ်လေဘာနဲ့မှရတာအကြောင်းမရှိပါဘူးအဲ့လိုပြောပြနေကားတော့ယူပြီးကားစီကိုထွက်ခဲ့လိုက်တယ်အဲ့လိုနဲ့ကားတကားကိုဖွင့်လိုက်တဲ့အချိန်မှာထင်းရနေပြီးတော့မှအပုံနဲ့ကထောင်းနဲ့ထွက်ပေါ်လာတယ်ကိုနိုင်ကြီးလည်းအကောင်တကောင်တေးပြီးပုံနေမလားလို့ထင်လို့လှန်လို့ရှာဖွေတော့လေဘာမှမတွေ့ဘူးအဲ့ဒါလည်းပဲအိမ်ထဲကိုပြန်ဝင်လာခဲ့လိုက်တယ်စိတ်ထဲမှာတော့မနေ့ကမှပဲကားဆပ်ပြီးအရင်နဲ့တေချာလေးတန်ရှင်းလောက်ခိုင်းတော့မယ်လို့တွေးလိုက်တာပေါ့ဒီလိုနဲ့ညသာစားပြီးလင်မယားနောက်အခန်းထဲကိုဝင်လာခဲ့ကြတယ်ကိုနိုင်ကြီးအိပ်ပျော်နေတော့အမလေးဆိုတဲ့အော်တန်တစ်ခုကိုကြားလိုက်လို့လန့်နိုးလာတော့ဘေးကိုကြည့်လိုက်တော့အမျိုးသမီးကမရှိဘူးအိမ်နဲ့ပတ်ကြည့်တော့လည်းမျိုးသမီးကိုမတွေ့ဘူးဒါနဲ့ခြံထဲကိုဆင်းကြည့်တော့ပေါ်တီကိုအောက်မှာရက်ထားတဲ့ကားပြီးမှလဲကျနေတဲ့အမျိုးသမီးကိုတွေ့လိုက်တယ်အဲ့နဲ့မျိုးသမီးကိုပို့ချပြီးအိမ်ထဲခေါ်လာခဲ့တယ်ခဏနေတော့သတိရပြီးတော့မျိုးသမီးကတေးဟိကြောက်တယ်အဲ့လိုနဲ့ပဲအော်နေတယ်အဲ့နဲ့ကိုနိုင်ကြီးမိမသတိထားသမ်းမိမကိုလေးဘယ်တရားမှမရှိဘူးသတိထားသမ်းအဲ့လိုပြောလိုက်မှကိုနိုင်ကြီးကိုပြန်ကြည့်ပြီးဖက်ပြီးငိုတော့တာပဲပြီးတော့သူပြောတာကမိမအိပ်ပျော်ကနေမှအဲခဲနားကပြင်းမောက်မပေးရသေးတာတတိယလို့ထပေးလိုက်တာတဲ့ပိတ်နေတဲ့ကားပေါ်မှာလူရိပ်တွေ့ရတဲ့သခိုးထင်လို့မို့ယောက်ျားကိုလာနှုံးသေးရဲ့ယောက်ျားကနှင်းချက်အိပ်ပျော်နေတာနဲ့အိမ်ရှိတကားဖွင့်ပြီးတော့ကားစီကိုထွက်လာခဲ့တယ်အဲ့ဒီမှာကားနဲ့ရောက်တဲ့ချိန်မှာကားရဲ့အတွင်းမီးတွေကဖြက်ကနေလင်းလာတယ်တဲ့အဲ့ဒီချိန်မှာ driver နေရာမှာလူတယောက်ထိုင်နေတာကိုတွေ့လိုက်တယ်အဲ့လူကသူ့ပဲလှည့်လာတော့ခေါင်းကြီးကနေကွဲနေပြီးတော့သွေးတွေစီးကြတယ်ဘယ်မျက်လုံးတစ်ဖက်ကလည်းကျွတ်ပြီးအပြင်ကိုထွက်နေပြီးတော့မိမကိုသွားပြီးဖြဲပြနေတယ်တဲ့အဲ့ဒါတွေ့ပြီးရတယ်မိမလည်းဘာမှမသိတော့ဘူးတဲ့ကြောက်လိုက်တာယောက်ျားရဲ့ဆိုပြီးတော့မိမရှုံနဲ့ငိုနေတယ်အဲ့ဒီချိန်မှာပဲကိုနိုင်ကြီးလည်းအမြန်လမ်းပေါ်ကအဖြစ်ပြက်ကိုပြန်ပြီးသတိရသွားတယ်ဒါနဲ့ပဲအမျိုးသမီးကိုတွဲပြီးတော့အခန်းထဲဝင်မယ်လို့လုပ်နေတဲ့အချိန်မှာပဲကိုနိုင်ကြီးရဲ့ကားထဲကနေကောင်းဟွန်းတန်တွေအဆက်မပြတ်ထွက်ပေါ်လာတယ်ပြီးတော့ကားရှင်မီတွေကလည်းဖွင့်လိုက်ပြလိုက်နေပေါ့ကားရှိရမှန်ကဟွိုင်ဘာကလည်းဘယ်ဘက်ရန်လိုက်ညာဘက်ရန်လိုက်နဲ့တစ်ခုပြီးတစ်ခုတောက်လျှောက်ဖြစ်နေတော့တာပဲခဏနေတော့အိန္ဒိနာချင်းတွေရောက်လာတော့ကိုနိုင်ကြီးလည်းခြံတကားဖွင့်ပြလိုက်တယ်သူတို့လည်းကားကိုကြည့်ပြီးတော့ချောင်းလက်အောင်နေကြတယ်အဲ့ဒီတည်းမှာကိုနိုင်ကြီးတို့အိမ်နဲ့မျက်နှာချင်းစာအိမ်ကဦးထင်းရှိန်ကသူ့မှာအသည့်အထက်လန်းဆရာတယောက်ရှိကြောင်းပြောတာနဲ့ဦးထွန်းရှိန်ကိုချက်ချင်းပဲသွားပင်ခိုင်းလိုက်တယ်။တနိုင်လောက်နေတော့ဦးထွန်းရှိန်တို့ပြန်ရောက်လာတယ်။သူနဲ့တူလူနှစ်ယောက်ပါလာတယ်။ဦးထွန်းရှိန်မိတ်ဆက်ပေးတာတော့အဲ့ဒါအထက်လန်းဆရာကြီးဆရာပြန်ဖေးရပြန်ဦးဝနနဲ့သူ့ရဲ့အမျိုးသမီးဒေါ်သိန်းကြီးတဲ့။ထူးဆန်းတာကဆရာကြီးကခြံထဲဝင်လာတာနဲ့စောစောကစူညံနေတဲ့ကိုနိုင်ကြီးရဲ့ကားကြီးကလည်းငြိမ်သက်တိတ်ဆိတ်သွားတယ်။ဆရာကြီးကဖျားကန်းကိုလိုက်ပုတ်ခံပြီးဖျားတဲ့ရှိမှဖျားကိုဝိပုပြရနဲ့ဗသက်ကနေလဲတွတ်နဲ့ရွှတ်ဆုံနေတယ်ပြီးတော့ကိုနိုင်ကြီးတို့ဘက်ကိုလှည့်ပြီးတော့အချိုးကြောင်းမိတယ်ကိုနိုင်ကြီးကလည်းကားဝယ်လာတာကစလို့ယခုအချိန်ထိဖြစ်ပျက်ခဲ့သမျှကိုအားလုံးပြောပြလိုက်တယ်ဆရာကြီးကနားထောင်ပြီးတော့သူ့အမျိုးသမီးဒေါ်သိန်းကြီးဘက်ကိုလှည့်ကြည့်လိုက်တယ်ဒေါ်သိန်းကြီးကဦးနာရှိမှဦးနာနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးတော့ကျုံလေးထိုင်နေတယ်အဲ့ဒီချိန်မှာဦးနာကဲရန်ကုန်ကနေပြီးတော့ကားနဲ့ပါလာပြီးခြံဝင်းထဲမှာတောင်းညံ့နေတဲ့ပရာလောကသားငါရှေ့မှာထိုင်နေတဲ့အမျိုးသမီးစီမှာအခုဝင်ပြီးပူးကတ်လိုက်စမ်းအခုချက်ချင်းပူးကတ်လိုက်စမ်းဒါငါဆရာအမိတ်အဲ့လိုပြောပြီးတော့လက်ထဲကတောင်းဝေးကိုချမ်းမြေမှာထောက်ကနေစောင့်ချလိုက်တယ်ခဏနေတော့ဆရာရှေ့မှာထိုင်နေတဲ့ဒေါ်သိန်းကြီးကတုံရင်ဖြစ်လာတယ်အဲ့နဲ့ဆရာကြီးကမင်းဘာတူလဲဘာလို့ဟောဒီရင်ကလူတွေကိုနှောက်ချက်ပေးနေရလဲဘာလို့ချင်းလို့လဲငါတို့ဘာကူညီပေးရမလဲအဲ့လိုအာနာတန်နဲ့မေးလိုက်တယ်အဲ့ဒီချိန်မှာပဲဒေါ်သိန်းကြီးကယောက်ျားတန်အော်ကြီးနဲ့ငါလည်းမရထုံးခင်မဝေးမဝနေတယ်ဒီကမိတ်ဆွေတယောက်နဲ့စားတော့ပြီးအပြန်မိုးပြီးတော့လမ်းဘေးအုတ်တိုင်းဝင်တိုက်ပြီးတော့အဲ့နေရာမှာပဲငါပွဲချင်းပြီးတည်သွားတာငါမိသားစုကကားကိုမပြင်တော့ဘဲနဲ့တိုက်ကြီးကားဖြစ်ရောင်းထုတ်လိုက်တော့ငါကကားနဲ့တူပါသွားတာအဲ့ဒါကြောင့်သူတို့မျှဝေတော့လည်းငါမရဘူး
အများလူချင်းတို့ဒီမိသားစုကိုငါချီချောင်းတည်အောင်ပြနေတာဒုက္ခပေးခြင်းလို့မဟုတ်ဘူးပြီးတော့ကိုနိုင်ကြီးဘက်ကိုလက်ညှိုးထိုးပြီးတော့ဒီကောင်ရန်ကုန်ကနေပြန်လာကားဝယ်ပြီးပြန်လာတော့လမ်းမှာအိမ်ငိုက်ပြီးလမ်းလေးထိုးကြတော့မလို့ငါသူ့ကိုဇက်ပိုးရိုက်ပြီးနှိုးလိုက်လို့သူမသေးတာငါကြွချင်ပြီးငါ့ကိုကုသိုလ်ကောင်းမှုပြုလုပ်ပြီးအမြပေးဝကြပါငါကြွချင်လို့ပါအဲ့လိုပြောပြီးတော့ရှာကြီးတင်ငင်နဲ့ငိုကြွေးနေတယ်ဆရာကြီးကကိုနိုင်ကြီးပဲလှည့်ကြည့်တော့ကိုနိုင်ကြီးကလည်းခေါင်းညှိပြလိုက်တယ်ပြီးနောက်ဒေါ်သိန်ကြီးပဲလှည့်ပြီးကောင်းပြီဒီမိသားစုကမနေ့ကျရင်ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေလိမ့်မယ်ဒါတို့ခေါ်ပါဒါတို့ခေါ်ပြီးတော့ဒီတဲ့ကောင်းမှုနဲ့ဘုံဘွားကိုသွားပါအခုတော့ပူးကက်နေတာနေထွက်သွားလိုက်ပါဆရာကြီးအဲ့လိုပြောလိုက်တော့ဒေါ်သိန်ကြီးလည်းလဲကျသွားတယ်ခဏနေရောဒေါ်သိန်ကြီးလည်းသတိရလာတယ်အဲ့ဒီနောက်မှာဆရာကြီးတို့ပြန်သွားပြီးအိမ်နီးနားချင်းတွေလည်းအသေးသေးပြန်သွားကြတယ်မနေ့ကတော့ကိုနိုင်ကြီးတို့လမ်းထဲမှာရှိတဲ့ဖုန်ကြီးကျောင်းကနေတန်ဃာတော်၅ပါးကိုပင့်ပြီးတော့ဆွန့်ကပ်လိုက်တယ်ပြီးနောက်တရားနာပြီးတာနဲ့အမြပေးဝေလိုက်တယ်ကားပေါ်တွင်ကန့်ကြီးပါလာသောမကွေးသားကြီးဦးထုတ်ခင်နဲ့တကွကြားကြသမျှအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအမြသုံးချိန်ဝေပြီးတာနဲ့ကားရကနေဟွန်းတန်ရှိတစ်ချက်ထွက်ပေါ်လာတယ်ကိုနိုင်ကြီးတို့လင်မယားမှာလည်းမျက်နှာမှာပြုံးမနေဝေသွားတယ်ဦးထုတ်ခင်တယောက်ကျွတ်သွားပြီအဲ့ဒီနောက်မှာတော့ကားနဲ့ပတ်သက်ပြီးဘာမှထူးခြားမှုမရှိတော့ဘူးကိုနိုင်ကြီးလည်းခုဒီအဲ့ကားကိုစီးနေတော့မှာပဲဇလန်းလေးအောင်ဒီမှာပဲပြီးဆုံးတော့ပါပြီပြည်သက်ကြီးရေပြည်သက်ကြီးတို့လည်းကားဝယ်မယ်ဆိုရင်ကားရဲ့နောက်ကျောင်းလေးကိုသေးချာစုံစမ်းစစ်ဆေးပြီးမှဝယ်ကြပါလို့အကြံပေးခြင်းပါတယ်ဟုတ်ကဲ့ပါနောက်မှာလည်းအခုလိုဖြစ်ရမယ်ပရာလောကဇလန်းများကိုနားထောင်ခြင်းသေးရင်တော့ကိုနိုင်ကြီးရဲ့ကိုနိုင်ကြီးပြောကြံပြောမယ် channel လေးကို like and subscribe လုပ်ခဲ့ကြဖို့မမေ့ကြပါနဲ့နော်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် see you နောက်ပြန်မှာပြန်တွေ့ကြမယ်